ဖုတ်ကောင်လေးဖြစ်နေတာကိုတော့လူသိနေလာပါတယ်သူတို့ကတော့လန်ဖရီလို့ခေါ်တဲ့မေယိုမဲ9ရက်ဆက်ကြီးတွေပါပဲဒီ9ရက်ဆက်ကြီးတွေရဲ့ခန္ဓာကိုယ်ကမွေလံဘက်ကောင်လိုပုံစံရှိပြီးတော့သူတို့ရဲ့တစ်ခုတည်းသောလက်နက်ကတော့ပါဇက်ပါပဲသူတို့ရဲ့ပါဇက်ကတခြားသတ္တဝါတွေလိုမျိုးအပေါ်အောက်ပိတ်ပြလို့ရတဲ့မေယိုမဟုတ်ပဲဝိုင်းဆက်နေတဲ့အေယာမစုပ်ခွက်ကြီးတစ်ခုပါအဲ့ဒီစုပ်ခွက်ရဲ့အတွင်းဘက်မှာကလွှာသွားတွေလိုခြုံထက်နေတဲ့သွားအထက်ထက်ကစက်ဝိုင်းပုံစံစီပိတ်ဆို့နေတာပါသူတို့ကရေကူးနေတဲ့ငါးကြီးတစ်ကောင်ကိုတွေ့ပြီဆိုရင်သူတို့ရဲ့စုပ်ခွက်ပါဇက်ကြီးနဲ့သားကောင်ရဲ့ခန္ဓာကိုယ်ကိုလေဟာနဲ့စနစ်အတိုင်းပဲဆွဲကပ်လိုက်ပါတယ်အသားပေါ်ကိုစုပ်ကပ်မိပြီဆိုတာနဲ့အလေးမရှိတဲ့ခြုံထက်လာတဲ့ရှာနဲ့သားကောင်ရဲ့အကြေးကုန်နဲ့အသားတွေကိုလုံပူတစ်ခုလိုတရက်ဆက်ထိုးပေါက်တွင်းတူပါတယ်သားကောင်ဖြစ်တဲ့ငါးကြီးမှအခုခန္ဓာကိုယ်ကိုဖောက်တွင်းခံနေရတာတောင်မှပြုတ်ထွက်သွားအောင်ခါချဖို့ကဘလုံးမှမစွမ်းရှာပါဘူးပို့ပြီးတော့ရက်ဆက်တာကဒီလန်ဘရီတွေဟာသားကောင်ရဲ့အသားကိုဖောက်ထွင်းပြီးရနဲ့သူတို့ရဲ့တတွေကလေးတွေကနေသွေးမခဲစေတဲ့အထူးဓာတ်အရေးတစ်မျိုးကိုသားကောင်ရဲ့ခန္ဓာကိုယ်ထဲကိုထိုးသွင်းလိုက်တာပါအဲ့ဒီအရေးကသားကောင်ရဲ့သွေးကြောတွေကိုပွင့်ထွက်သွားစေုံနဲ့မကပဲအတွင်းကအသားအမြင့်တွေကိုပါအရေးပြောကြစေပါတယ်ဒီလန်ဘရီဟာသားကောင်ရဲ့ခန္ဓာကိုယ်တွေကထွက်လာတဲ့မြသွေးတွေအရေးပြောကြလာတဲ့အသားမြင့်တွေအရေးအားလုံးကိုအသက်ရှင်လေးရဲ့ကြီးနဲ့တစ်စက်မှမကျန်အောင်ကုံစင်အောင်စုပ်ယူဝါမျိုးပါတယ်လန်ဘရီတကောင်ဟာ၎င်းရဲ့တက်တန်တစ်လျှောက်မှာငါးပေါင်းတန်ချိန်များစွာကိုဂျလိုနီးနဲ့ပဲတက်ဖြတ်နိုင်ခဲ့ပါတယ်သူတို့ကတ်တွေတာခံလိုက်ရတဲ့ငါးကြီးတွေကတော့ရက်ပေါင်းများစွာကြာအောင်အရှင်လက်လက်နဲ့သွေးဆုပ်အစားခံရပြီးနောက်ဆုံးမှသွေးကင်းမဲ့ပြီးတော့ဖြူစွတ်နေတဲ့အယိုးစုအခွန်ကြီးအဖြစ်နဲ့ပဲတည်ဆုံးသွားကြရပါတယ်မေယိုမပါပဲသားကောင်ရဲ့အသားတွေကိုအရှင်လက်လက်အရေးပြောဆုပ်ယူတတ်တဲ့ဒီလန်ပရီငါးတွေရဲ့ဖြစ်တည်မှုဟာသမုတ်တရားရဲ့အမောင်ဆုံးသောအိမ်မက်ဆိုးတစ်ခုပါပဲ